အားလုံးပဲမင်္ဂလာပါဒေါက်တာတာဘုအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့ဒေါက်တာရှုဖြစ်ပါတယ်။ဒီနေ့မှာတော့ skin care ကြိုက်တဲ့သူတွေအတွက် skin care ingredients တွေနဲ့ပတ်သက်တဲ့ knowledge လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ active ingredients ဆိုတဲ့ဟာလေးတွေကိုတော့တော်တော်များများကြားဖို့ကြမယ်ထင်တယ်နော်။ဒါပေမဲ့တချို့တွေမသိကြတာကကြတော့ဘယ်လို active ingredients တွေကဘယ်လိုမျိုးအသားရည်နဲ့ solution တင့်တော်လဲဆိုတာလေးတွေကိုတော်တော်များများမသိကြပါဘူး။အဲ့တော့ဒီဗီဒီယိုမှာအဲ့ဒီအကြောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကတော့ AHA BHA ပေါ့နော် AHA BHA ကကြတော့ acid ကလေးဖြစ်တဲ့ AHA ကတော့အသားရည်ရဲ့အပေါ်ယံလွှာမှာရှိတဲ့အညစ်အကြေးလေးတွေ dead cells တွေကိုဖယ်ပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့အသားရည်ကမဲဆက်လေးတွေမှိန်လာတယ်ပို့ပြီးတော့ကြည်လင်းစေတယ်ပေါ့နော် BHA ကတော့အသားရည်ရဲ့ချွေးပေါက်ထဲမှာရှိတဲ့အညစ်အကြေးတွေအစီပူလေးတွေကိုဖယ်ရှားပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ဝက်ချန်တို့အစီပူလေးတွေကိုသက်သာစေတဲ့ ingredient ဖြစ်ပါတယ်နံပါတ်2ကတော့ collagen ဖြစ်ပါတယ်။ skin care မှာပါတဲ့ collagen ကကျမတို့အသားရည်ရဲ့ collagen ထွက်နှုန်းကိုမြင့်တက်အောင်လုပ်ပေးရတော့မဟုတ်ပါဘူး။သူကအသားရည်ရဲ့အပေါ်ယံအလွှာလေးတွေကိုကာကွယ်ပေးတယ်၊ရေဓာတ်လေးတွေထိန်းပေးတယ်အဲ့လိုအနေသင်လေးပဲရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအသားရည်ရဲ့အလွှာအတွင်းပိုင်းအထိကိုစိတ်ဝင်ဖို့အတွက်ကို molecule ကအရန်ကြီးလွန်းလို့ဖြစ်ပါတယ်။ဒါတော့ collagen ပေါ့နော်။နောက်ထပ်နံပါတ်3ကတော့ peptide ဖြစ်ပါတယ်ဒီ peptide ကကြတော့ collagen ထက်စားလို့ရှိရင်သူက molecule လေးပိုသေးတယ်အဲ့ဒီအတွက်ကြောင့်မလို့အသားရည်ထက်ဒီပိုစိတ်ဝင်တယ်အဲ့ဒီအတွက်ကြောင့်မလို့သူကအရေးပြားရဲ့ collagen ထုတ်နှုန်းကိုလည်းတက်စေတယ်ပြီးလို့ရှိရင်အသားရည်ကိုအရေးကြောင်လေးမဖြစ်အောင်တားဆီးပေးနိုင်တဲ့အားနည်းတင်လေးရှိပါတယ်နံပါတ်4 ingredients ကတော့ retinol ဖြစ်ပါတယ်သူကတော့ anti aging မှာဆိုလို့ရှိရင်တကယ်ဘယင်မဲလို့ပြောလို့ရတယ်ပေါ့နော်သူကအရေးကြောင်မဖြစ်အောင်ကာကွယ်ပေးတယ်ပြီးလို့ရှိရင်ကျမတို့အရေးပြားရဲ့ cells အဟောင်းတွေကိုမြန်မြန်ဖယ်ရှားပေးပြီးတော့ cells အသစ်ဖြစ်ပေါ်နှုန်းကိုမြန်မြန်ဖြစ်ပေါ်အောင်လို့လုပ်ပေးရပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ anti aging မှာဆိုလို့ရှိရင်တော့ဒီကောင်လေးကမရှိမဖြစ်ပါပဲပြီးတော့နံပါတ်5သူကတော့ vitamin C ပေါ့နော် vitamin C ကတော်တော်များများသိကြမယ်ထင်တယ်အရန်ကောင်းတဲ့ antioxidant ဖြစ်တဲ့နေရောင်ခြည်ကြောင့်အသားရည်ပျက်စီးမှုလေးတွေကိုကာကွယ်ပေးတယ်ပြီးလို့ရှင်နေရောင်ခြည်ကြောင့်ဖြစ်ပေါ်လာတဲ့အမဲဆက်လေးတွေအမာယုတ်ကလေးတွေကိုလည်းတဖြည်းဖြည်းချင်းနဲ့ပို့ပြီးတော့မှိန်လာအောင်လုပ်ပေးတယ်အသားရည်ကိုပို့ပြီးတော့ကြည်လင်စေတဲ့ ingredient ဖြစ်ပါတယ်နံပါတ်6ကတော့ hyaluronic acid ဖြစ်ပါတယ်။သူကတော့ရေမြုပ်လိုပဲလုပ်တယ်ပေါ့နော်။ပတ်ဝန်းကျင်မှာရှိတဲ့ရေဓာတ်ကလေးတွေကိုသူကဆွဲပေးထားတယ်အဲ့ဒီအတွက်ကြောင့်မလို့အသားရည်ရဲ့အဆိုဓာတ်ကိုထိမ့်ပေးထားနိုင်တယ်။ဘိန်းလိုက်လို့ရှိရင်အသားရည်ကိုဆူဆူအီအီလေးဖြစ်စေတဲ့ ingredient ဖြစ်ပါတယ်။နံပါတ်9ကတော့ niacinamide ဖြစ်ပါတယ်။သူကတော့ဘက်စုံတူချွန်တဲ့လူလို့ပြောမယ်ဆိုလို့ရှိရင်မမှားဘူးထင်တယ်။သူက skin texture ကျန်းတာလေးတွေကိုသက်သာစေတယ်။ချွေးပေါက်ကျတာလေးတွေကိုလည်းသက်သာစေတယ်။အစီပြန်တာကိုလည်းထိန်းချုပ်ပေးတယ်။ skin barrier လို့ခေါ်တဲ့အရေပြားကာကွယ်လာလေးကိုလည်းအားကောင်းစေပါတယ်။နောက်ဆုံးနံပါတ်8ကတော့ ceramide ဖြစ်ပါတယ်။ ceramide က